နေ့စဉ်ကြုံတွေ့နေကြရတဲ့ပြဿနာထဲမှာခါနာတဲ့ပြဿနာကလည်းကျန်းမာရေးပြဿနာကလည်းတစ်ခုပါဝင်ပဲဖြစ်ပါတယ်ခါနာတဲ့လူတွေကျွန်တော်တို့ခါရုံမှာအောင်ကြောညက်ပြီးတော့မှခါနာတဲ့လူတွေမှာဆိုလို့ရှိရင်အဓိကလိုအပ်တဲ့ဗီတာမင်3မျိုးရှိပါတယ်။ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ခါနာလို့ရှိရင်အောင်ကြောညက်တာကအများစုဖြစ်ကြတာဖြစ်ပါတယ်။ဒါမှမဟုတ်ဒီအောင်ကြောညက်နေတယ်ဆိုလို့ရှိရင်ဒီအောင်ကြောမှာထိမိခက်မိပြီးတော့မှအောင်ကြောအားနေသွားတာမျိုးတွေဖြစ်တတ်ပါတယ်။ဒါမှမဟုတ်ဒီအောင်ကြောအားနေတာတွေကိုကျွန်တော်တို့အနေနဲ့ပြန်လည်ပြီးတော့မှကောင်းမွန်စေဖို့အတွက်ဆိုလို့ရှိရင်နံပါတ်1ချက်အနေနဲ့ B1 ဆိုတဲ့ဗီတာမင်ဓာတ်လိုအပ်တာဖြစ်ပါတယ်။ဒီ B1 ဆိုတဲ့ဗီတာမင်ကကျွန်တော်တို့အောင်ကြောစီကိုသွားတဲ့သွေးကြောလေးတွေကိုကောင်းမွန်စေတဲ့ဓာတ်ဖြစ်ပါတယ်။ဒါမှမဟုတ်ကျွန်တော်တို့ကဗီတာမင် B1 ကိုဒီအောင်ကြောအားနေတဲ့လူတွေမှာမဖြစ်မနေတောက်အောင်မှာဖြစ်ပါတယ်။နောက်တစ်ချက်ကကျွန်တော်တို့ဗီတာမင် B12 ပဲဖြစ်ပါတယ်။ဗီတာမင် B12 ကကြတော့ကျွန်တော်တို့ရဲ့အောင်ကြောထိမိခက်မိတဲ့အောင်ကြောလေးတွေပြန်လည်ပြီးတော့မှကောင်းလာဖို့နောက်ထပ်အသည့်တည်သောအောင်ကြောလေးတွေပြန်လည်ပြီးတော့မှဖြစ်လာဖို့အတွက်ဆိုလို့ရှိရင်ဗီတာမင် B12 ကမဖြစ်မနေလိုအပ်တာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ကျွန်တော်တို့ဗီတာမင် B6 ပဲဖြစ်ပါတယ်။ဗီတာမင် B6 ကကြတော့ကျွန်တော်တို့ရဲ့ဒီအောင်ကြောလေးတွေရဲ့အပေါ်လွှာမှာကာကွယ်မှုပေးထားတဲ့မန်လီရှိလေးတွေကိုအားကောင်းစေဖို့အတွက်အဓိကလိုအပ်တာဖြစ်ပါတယ်။ဒါမှမဟုတ်ကျွန်တော်တို့ကခါနာတဲ့လူတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဗီတာမင် B complex လို့ခေါ်တဲ့ B1, B6, B12 အောင်ကြိုးအားဆေးဟာတောက်ကိုတောက်ရမယ်အားဆေးပဲဖြစ်ပါတယ်။ဘာလဲဆိုတော့ခါရည်ရှည်နာပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အောင်ကြိုးတွေထိခိုက်တယ်ပျက်စီးတယ်ဒီဟာတွေကိုပြန်လည်ပြီးတော့မှကောင်းမွန်စေဖို့အတွက်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဗီတာမင် B complex ကိုတစ်နေ့ကိုတစ်လုံးတည်တည်ချာချာလေးတောက်သုံးပေးတင်တာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။